မင်္ဂလာပါကျွန်တော်နာမည် Roblox ဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာပြင်းလို့ဆိုပြီးတော့ကျုပ်ကွေကာပူတင်လေးလောက်ဆောင်စီစဉ်လိုက်ပါတယ်ကျွန်တော်နေတိုင်းကွေကောင်းထုတ်ရဲ့ဒီကျုပ်ပြုတ်တလုံးရဲ့နေတိုင်းစားနေကြပါဒီနေ့တော့ထူးဆန်းလေးဖြစ်အောင်ပေါ့နော်အဲ့ဒါလေးလောက်စားကြည့်ပါမယ်ကျွန်တော်တို့ live ပါကြည့်ရှုပေးလိုက်ပါ let's go包也不高，这个稍微离开那吧的，太饱了吗？包完了，包哪里包？然后那包呢？包完是35နဲ့45မိနစ်ကြာပေါင်းနာပြရမှာပေါ့နော်တော့ပေါင်းနေအောင်ရှီချိုးလိုက်ပါအောင်မယ်အင်းလေးထည့်ပွားရပါနော်စားတော့မယ်အော်ငါတ िश ူးလာနေပါနော်အင်းတော့ရှောင်းမွေးနေရပါပဲတော့မှာပူတင်လေးကိုမှခွေကောင်းရတာဆက်စိတ်လေးနဲ့ဒီကြောက်ရတာနဲ့ပေါင်းရင်တော်တော်ကောင်းပါနောက်ခုတော့နည်းနည်းပဲကြမှာဒါလေးပါလားတော့စားပါဒါလေးပါတော့စားလို့ပါဆက်စိတ်နေနဲ့တော့ကနေရစားရတယ်ပတ်စံလည်းအများကြီးမကုန်ကြဘူးဆိုတော့ဒီကျောက်ကပူတင်းလေးလောက်စားကြည့်ပါရောင်းကောင်းပါလေဒါနောက်ဆုံးလုပ်လေးပါကိုပြီးသွားပါပြီနောက်အခုတော့ဗီဒီယိုရပါမယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပါရပါတော့ကြောက်ချင်းလည်းကျေးဇူးတင်ပါတယ်အဲ့ဆိုရင်အားလုံးပဲတက်တာပါ